မြန်မာလိုရေးလိုက်ရုံနဲ့တစ်ဖက်မှာအင်္ဂလိပ်လိုဘာသာအော်တိုပြန်ပေးသွားမယ့်စနစ်တင်းရဲ့ကီးဘုတ်ထဲမှာပါဝင်နေဆိုတာသိကြလားမသိကြသေးဘူးဆိုရင်တော့အခုကျွန်တော်ရေးပြသလိုမျိုးမြန်မာလိုရေးပြီးအင်္ဂလိပ်လိုဘာသာအော်တိုပြန်ပေးမယ်စနစ်ကိုဘယ်လိုမျိုးသုံးရလဲဆိုတာကိုကျွန်တော်မျှဝေပေးချင်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူတူလိုက်ပြီးတော့လှုပ်ဆောင်ကြည့်လို့ရပါတယ်ပထမဦးဆုံး original keyboard ဖြစ်တဲ့ G ဘုတ်ကိုအခုကျွန်တော်ပြထားတဲ့လိုမျိုးလေးဖွင့်လိုက်ပါမယ်ပြီးရင်တော့ဒေါင်းနာလေးက4000ကွက်လေးကိုနှိပ်လိုက်ပါမယ်ခင်ဗျာအဲ့ဒီအချိန်မှာဆိုရင်တော့ကျွန်တော် translate ဘာသာပြန်ရင်ဆိုတာလေးကိုနှိပ်ပေးရမှာဖြစ်ပါတယ်ဒါကိုနှိပ်လိုက်ပြီဆိုရင်တော့စာရေးဖို့ရန်အတွက်အကွက်ကလေးတစ်ကွက်ပေါ်လာမှာဖြစ်ပါတယ်အဲ့ဒီအကွက်ထဲမှာကိုဘာသာပြန်ခြင်းနဲ့စကားလုံးလေးကိုတွားပြီးတော့ရေးထည့်လိုက်လို့ရပါတယ်ဒါဆိုရင်အခုကျွန်တော်ပန်းရေးလိုက်တဲ့အပေါ်မှာ flower ဆိုပြီးတော့တွားပေါ်ပါတယ်အလားတူပဲကျွန်တော်တခြားစကားလုံးလေးတွေပေါ့နော်ဒီဥမာပန်းသီးလို့ရေးလိုက်လို့ရှိရင်အပေါ်မှာ apple ဆိုပြီးတော့တွားပြီးတော့ပေါ်ပါတယ်ခင်ဗျာအင်္ဂလိပ်ဘာသာစကားမှမဟုတ်ဘဲနဲ့တခြားတရုတ်ဂျပန်အစရှိတဲ့ဘာသာစကားတွေကိုဆိုရင်လည်းမြန်မာကနေပြီးတော့အလွယ်တကူပြန်လို့ရပါတယ်ခင်ဗျာကျွန်တော်ပြသပေးတဲ့နီလန်လေးကလုံးလို့ရလားဆိုတာ comment လေးမှာရေးခဲ့ပေးကြပါအောင်နော်တစ်ဖက်ကကိုစကားမပြောချင်လို့ဘလော့သွားတဲ့အခါမျိုးမှာကိုဘက်ကနေပြီးတော့ဘယ်လိုမျိုးပြန်ဖြေလို့ရလဲဆိုတာကိုကျွန်တော်ကလာပြီးတော့ပြပေးတာဖြစ်ပါရဲ့เนาะဒီလိုမျိုးအခက်အခဲလေးကြုံတွေ့နေရတဲ့သူတွေဆိုရင်เนาะကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်တိုင်းเนาะပထမဦးဆုံးကျွန်တော်တို့ profile ရဲ့တောင်းတာလေးကငင်းချောင်းလေး၃ချောင်းကိုနှိပ်မယ်ပြီးရင် settings and privacy လေးကိုဝင်လိုက်ပါမယ်စလုံးစင်းတွေရေးတဲ့အခါမှာအခက်အခဲရှိနေကြတဲ့သူတွေအတွက်စလုံးစင်းရေးတဲ့အခါအလွယ်ကူဆုံးရေးလို့ရမယ်နီလန်လေးကိုမျှဝေပေးချင်ပါတယ်ခင်ဗျာကျွန်တော်ဒီကနေ့စမ်းသပ်ပြပေးသွားမယ့် keyboard လေးကကြတော့ပကံ keyboard နဲ့ပဲဖြစ်ပါတယ်ခင်ဗျာကဲဒါဆိုရင်ကျွန်တော်တို့စပြီးတော့ရေးလိုက်ကြရအောင်ပထမဆုံးစလုံးအနေနဲ့မင်္ဂလာပါကိုရေးပါမယ်ကျွန်တော်တို့မင်္ဂလာပါရေးတဲ့အခါမှာမကိုအရင်ဆုံးရရမှာဖြစ်ပါတယ်ပြီးရင်တော့ငါးတက်လေးကိုတက်လိုက်ပါမယ်ခင်ဗျာငါးတက်ပြီးတော့အခါမှာဆိုရင်အပေါင်းလက္ခဏာတေးသေးလေးကိုတွားပြီးတော့နှိပ်လိုက်ပါမယ်ပြီးရင်တော့ကားငယ်လေးကိုအောက်မှာထည့်လိုက်ပါမယ်ခင်ဗျာကားငယ်လေးထည့်ပြီးသားပဲဆိုရင်တော့ပုံမှန်အတိုင်းလာပါကိုထည့်လိုက်ပါမယ်ဒါဆိုရင်တော့ရပါပြီဒုတိယတစ်လုံးအနေနဲ့ကျွန်တော်တို့တင်ငန်းကျွန်းကိုရေးပြပါမယ်တင်ငန်းကျွန်းရေးတဲ့အခါမှာဆိုရင်ကျွန်တော်တကိုအရင်ဆုံးရေးမယ်ပြီးရင်တော့ဒီကောင်ကငါးတက်ကိုအရင်ဆုံးတက်ရမှာဖြစ်ပါတယ်ပြီးရင်တော့အပေါင်းလက္ခဏာတေးသေးလေးကိုတွားနှိပ်ပါမယ်ပြီးရင်တော့ကာကြီးကိုနှိပ်ပါမယ်ပြီးရင်တော့နတ်တက်လေးတက်ပြီးတော့ဝက်ဆာနှလုံးပေါက်ထည့်မယ်ကျွန်းလေးကိုရေးလိုက်ပါမယ်ဒါဆိုရင်တင်ငန်းကျွန်းရတော့ပါပြီနောက်ဆုံးတစ်ခုအနေနဲ့ဆိုရင်တော့တန်တာကိုရေးပြပေးပါမယ်တန်တာကိုရေးတဲ့အခါမှာဆိုရင်လည်းတကိုအရင်ဆုံးရေးရပါမယ်ပြီးရင်တော့နာကိုရေးမယ်နာကိုရေးပြီးတဲ့အချိန်မှာဆိုရင်အပေါင်းလက္ခဏာတေးသေးလေးကိုနှိပ်ရမှာဖြစ်ပါတယ်ပြီးရင်တော့တာဝင်းဘူးကိုအောက်ကနေထည့်လိုက်ပါမယ်ပြီးရင်ရေးချလေးထည့်လိုက်ပါမယ်ဒါဆိုရင်တန်တာလေးရရှိသွားပြီပဲဖြစ်ပါရဲ့ခင်ဗျာကဲအားလုံးပဲလိုက်လို့ကြည့်လို့အဆင်ပြေမယ်လို့ထင်ပါရဲ့ခင်ဗျာနောက်ထပ်မရေးတတ်တဲ့စကားလုံးလေးတွေရှိရဆိုရင်လည်း comment လေးမှာမှန်ခဲ့လို့ရပါတယ်